generator နှလုံးကို synchronization လုပ်မယ်ဆိုရင် ဘိုးအားတူရမယ် frequency တူရမယ် phase angle တူရမယ် phase sequence တူရပါမယ်ဒါတွေတူမှ synchronization လုပ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီအချက်တွေကိုအလွတ်ချက်ထားစရာမလိုပါဘူးအခုလိုခေတ်မှာဒီအချက်အလက်တွေကိုရှာဖွေဖို့ကမခက်ခဲတော့ပါဘူးဒါပေမဲ့ဒီအချက်တွေဘာကြောင့်တူဖို့လိုတာလဲဆိုတာကိုနားလည်ထားဖို့တော့လိုအပ်ပါတယ်ပထမဆုံးတစ်ချက်ကဘာကြောင့်ဘိုးအားတူဖို့လိုတာလဲဆိုတာပဲဖြစ်ပါတယ်ဥပမာရေတိုင်ကြီးနှလုံးကိုပိုက်တစ်ချောင်းနဲ့ချိတ်ဆက်လိုက်တယ်ဆိုပါစို့တကယ်လို့ရေတိုင်ကြီးနှစ်ခုထဲကရေ level ဟာမတူဘူးဆိုရင်ရေဟာအမြင့်ဖက်ကနေအနိမ့်ဖက်ကိုစီးဆင်းလာမှာဖြစ်ပါတယ်လျှက်စစ်မှာလည်းဘိုးအားမတူတဲ့ generator နှလုံးကိုချိတ်ဆက်လိုက်ရင်ဘိုးအားပုံမြင့်တဲ့ generator ကနေဘိုးအားပုံနှိမ့်တဲ့ generator ဖက်ကိုမလိုအပ်တဲ့ current တွေစီးလာမှာဖြစ်ပါတယ်ဒါကြောင့် generator ရဲ့ power အရှိုးဟာloadကိုထောက်ပံ့ဖို့မဟုတ်တော့ဘဲ generator နှလုံးကြားမှာ current စီးဆင်းဖို့အတွက်အသုံးပြုနေရမှာဖြစ်ပါတယ်ဒါကြောင့် generator တွေကို synchronization လုပ်ရင်ဘိုးအားတူဖို့လိုအပ်တာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့က synchronization လုပ်ဖို့အတွက်လိုအပ်ချက်၄ခုမှာတစ်ခုကိုနားလည်သွားပြီဖြစ်ပါတယ်ကျန်တဲ့၃ခုကိုနားလည်ဖို့အတွက်အရင်ဆုံး generator နှလုံးကထုတ်ပေးနေတဲ့ voltage waveform တွေကိုမျက်စိထဲမှာမြင်ကြည့်ရမှာဖြစ်ပါတယ်synchronization လုပ်တဲ့အခါ generator နှလုံးကထုတ်လုပ်လိုက်တဲ့ voltage waveform တွေဟာတစ်ခုနဲ့တစ်ခုတစ်ထည့်တည်းကျနေဖို့လိုတယ်ဆိုတာကိုနားလည်ထားရပါမယ်ဒီလိုတစ်ထည့်တည်းကျနေမှသာလျှင် generator နှလုံးကထွက်လာတဲ့ power တွေကိုပေါင်းစပ်လို့ရမှာဖြစ်ပါတယ် generator နှလုံးကထွက်လာတဲ့ voltage waveform တွေဟာ frequency တူမှသာတစ်ထည့်တည်းကျနိုင်ပါတယ် frequency သာမတူရင် waveform တစ်ခုကိုဘယ်လိုမှတစ်ထည့်တည်းချလို့မရနိုင်ပါဘူးနောက်တစ်ချက်က generator A နဲ့ generator B ရဲ့ phase A ရှင်းရှင်း phase B ရှင်းရှင်း phase C ရှင်းရှင်းချိတ်ဆက်မှသာလျှင် waveform တစ်ခုကတစ်ထည့်တည်းကျမှာဖြစ်ပါတယ်ဒါကြောင့် phase sequence တူဖို့လဲလိုအပ်တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုက generator A ရဲ့ voltage waveform ဟာအမြင့်ဆုံးကိုရောက်နေတဲ့အချိန်မှာ generator B ရဲ့ voltage waveform ဟာလည်းအမြင့်ဆုံးကိုရောက်နေမှာ waveform နှစ်ခုတစ်ထည့်တည်းကျနိုင်မှာဖြစ်ပါတယ်ဒီလို waveform နှစ်ခုအနှိမ့်အမြင့်တိုင်ပင်ကိုက်တာကို phase angle တူတယ်လို့ခေါ်ပါတယ်ဒါဆိုရင် synchronization လုပ်ဖို့အတွက်ဘာကြောင့် voltage frequency phase sequence နဲ့ phase angle တွေတူဖို့လိုတာလဲဆိုတာကိုနားလည်သဘောပေါက်ပြီလို့ထင်ပါတယ်